မှာလေ ဟုတ်ကဲ့စမတ် သမက် plan မှာဒီဘာတစ်ခုရွေးလိုက်ဒါကင်မရာကိုပြီးသက်တစ်ခု channel ကိုရွေးလိုက်ပါဒီအပိုင်းရပြီဒီ feed တဲ့ရှိတာကင်မရာနဲ့လောက်ခါတာကင်မရာနဲ့လောက်ခါပြီပကောရာရောပကောရာပိတ်လာနော် ပုံလုံးယူအောင်နော်ဒီလိုမျိုးကြည့်ရအောင်ဒီဘက်ကအောင်ပြတာအဲ့ဒါကိုရပါဒီလုံးဝပါ ဒီမော်နေဘူးဒီနေ့ဒီဒီမှာဆိုရင်ဒီမှာက cross line လို့ခေါ်တာပေါ့ခဏတော့ရဟောတော့ဒီနားလေးပဲ ဒီလောက်ပေါ်သေးလားဒီဘူမိုင်းလည်းပဲဒီစပိုင်းမှာပါရဲ့ဘယ်တော့တိုင်းမြင်ရမှာအဲ့တွင်ကြော်သွားရင်သူက light လှည့်ပြီးတော့မြည်ရမှာဟုတ်ပါလား